မဂ္ဂသစ္စာဆိုတာဓမ္မတို့ခမည်းတော်ဖြစ်ပျက်ကိုမြောင်ပွားများနေတဲ့ဉာဏ်ကိုမဂ္ဂသစ္စာလို့ခေါ်သည်ဖြစ်ပျက်ကလေးမြောင်လုံးနေတာဘာခေါ်ကြဖြစ်ပျက်ကလေးမြောင်လုံးနေတာဓမ္မတို့မဂ္ဂသစ္စာပဲတဲ့ဖြစ်ပျက်ကိုခဏခဏမြောင်လုံးနေတာသည်ပွားများနေသောကြောင့်မဂ္ဂသစ္စာဆိုတော့ဘာဝေတ္တပကိစ္စပွားများတဲ့ကိစ္စရှိရမယ်ဆိုတဲ့အတိုင်းဓမ္မတွေကဝေဒနာလေးပေါ်လာဖြစ်ဖြစ်ရှုလိုက်စိတ်ကလေးပေါ်လာဖြစ်ဖြစ်ရှုလိုက်ဒါဘာဝေတ္တပကိစ္စလုံးနေတာပဲဆိုတာဥက္ကမောင်မှားရလိမ့်မယ်မှန်ပါပါဘာဝေတ္တပကိစ္စဆိုတာဓမ္မတို့ဘာသစ္စာပါလိမ့်မယ်မှန်ပါပါဩဒါဖြင့်ဓမ္မတို့ကိုယ်စိတ်ကလေးကိုပြန်ပြီးရှုကြစမ်းပါလို့ပြိပေးလိုက်တယ်နော်ကိုယ်စိတ်ကိုရှုပါဆိုတာ1နံပါတ်ဖြစ်တဲ့စိတ်ကို2နံပါတ်မဂ္ဂသစ္စာနဲ့သာရှု1နံပါတ်ဖြစ်တဲ့စိတ်ကို2နံပါတ်နဲ့မရှိဘူးလို့သိလို့ရှိရင်မဂ္ဂသစ္စာဖြစ်တာပဲလို့မှတ်ထားပါမှန်ပါဗျာဒါလောကီမဂ္ဂသစ္စာပေါ့ဗျာမှန်ပါဘယ်နဲ့ကြောင့်သူလောကီမဂ္ဂသစ္စာလို့ဆိုရပါလိမ့်မလို့ဆိုတော့ဟိုကဖြစ်ပြဆိုရင်သူကလည်းသိလိုက်ဟိုကဖြစ်ပြဆိုလို့ရှိရင်အာယုံကဖြစ်ပြဆိုရင်သူကသိလိုက်ထိုကဲ့သို့သိလိုက်နေတဲ့အိဗယ်လေးကခဏခဏသိနေတဲ့ဒါပွားနေတာဆိုတာမှတ်လိုက်ပြီတော့မှန်ပါဗျာဒါရင်ပွားနေတဲ့ပုဂ္ဂိုလ်ကြတော့ကိုဓမ္မတို့ဖြစ်ပြဆိုပြီးဖြစ်ပြနောက်ကနေပြီးမရှိဘူးမရှိဘူးလို့သိတာဟာပွားနေတာပဲမှန်ပါမရှိဘူးသိတာပါလေပွားနေတာပါဗျာပွားနေတာအဲ့ဒီပွားနေမှတ်တတ်နဲ့ဓမ္မတွေကခန္ဓာကိုယ်တွေကဖြစ်ပြကိုယ်ကသိလိုက်တာကပွားနေတာဖြစ်ပြကဖြစ်ပြသိနေတာကပွားနေတာလို့ဆိုတော့ကမောင်တို့ဗတင်တို့ခဏခဏပွားနေလိုက်ပေါ့ဗျာမှန်ပါဗျာခဏခဏပွားနေတဲ့အခါကြလို့ရှိရင်ဘာဖြစ်သလဲလို့မေးတဲ့အခါကြတော့ပွားတာကမဂ္ဂသစ္စာသဘောကျမှန်ပါဗျာခဏခဏပွားနေတာကမဂ္ဂသစ္စာပါဗျာခန္ဓာခဏပွားနေတာဘာပါလိမ့်မဂ္ဂသစ္စာပါဗျာဓမ္မတို့ဒါကြောင့်ခင်ဗျားတို့မဲ့ရချင်ပါတယ်လို့ဆိုတဲ့ဥစ္စာပွားနေတဲ့ဥစ္စာကိုရနေတာကိုမသိလို့စင်စစ်ဖြစ်ကလေးမြင်တိုင်းမြင်နေမရှိဘူးသိမရှိဘူးလို့ပွားများနေတာလေဓမ္မရနေတဲ့သဘောလေးလို့မှတ်လိုက်စမ်းပါမှန်ပါဗျာရှင်းမလားရှင်းပါဗျာဒါရင်ဓမ္မတို့မဲ့ရဖို့အရေးဟာပွားတဲ့အရေးမှန်ပါဗျာမဲ့ရတဲ့အရေးကပွားတဲ့အရေးလို့ခွန်ကြီးဓမ္မတွေကမှတ်ထားလိုက်ပါမှန်ပါဗျာကဲသစ်သူဘုရားရှိတို့ပွားပြီဗျာမှန်ပါဗျာပွားတော့ကိုဘုရုပွားနေတာတော့ဆိုတော့ခန္ဓာဖြစ်ပျက်ကိုပွားနေတာမှန်ပါဗျာဘုရုပွားနေတာခန္ဓာဖြစ်ပျက်ပွားနေတာဗျာခန္ဓာကဖြစ်ပျက်ပွားတာကမဲခန္ဓာကဖြစ်ပျက်ပါဗျာပွားတာကမဲပါဗျာဒါဖြင့်ဓမ္မတို့ခန္ဓာကဖြစ်ပျက်ပွားတာကမဲဆိုသဖြင့်တို့ဒီမဲ့ရပါလို့ဆိုတာတို့ပွားနေတာလေးကမဲ့ဖဲလို့အောက်မိတ်ထားလိုက်ပါမှန်ပါဗျာဘုကမောင်ကျေနပ်ပါလားကျေနပ်ပါဗျာဒါရင်မဂ္ဂသစ္စာတစ်လုံးဆိုတာပွားများနေတာဟာမဂ္ဂသစ္စာတစ်ခုရတာပဲလို့ဓမ္မတွေကမှတ်ထားလိုက်တာပေါ့မှန်ပါဗျာဒါရင်မဂ္ဂသစ္စာဒီဘာလို့တလဲဒါပွားနေတော့တပည့်ရတို့ဘာများကျေးဇူးရှိကြုံဗျာတပည့်ရတို့ကိုယ်စိတ်ကလေးကိုဖြစ်ဖြစ်ရှုနေတယ်တနည်းအားဖြင့်ဝေဒနာလေးဖြစ်ဖြစ်ရှုနေတယ်အာရှုတဲ့ရှိုက်တဲ့စိတ်ကလေးတပည့်တော်ကဖြစ်ဖြစ်ရှုနေတယ်လမ်းတဲ့ဝါရောယုတ်ကလေးတွေဖြစ်ဖြစ်ရှုနေတယ်ဖြစ်ပြီးပြတ်တာပဲလို့ရှုနေတယ်ရှုနေတော့ဓမ္မတို့ကိုယ်ခန္ဓာကြီးဖြစ်ပြတဲ့ရှုပြီးဒီကလာနေတော့ကိုယ်ခန္ဓာပေါ်မှာခင်တဲ့ဘဝနှစ်သက်တဲ့တဏှာကပါသွားတယ်မှန်ပါဗျာကိုယ်ခန္ဓာကြီးနှစ်သက်တဲ့တဏှာဘာဖြစ်သွားပါလဲဘယ်နဲ့ကြောင့်ပါလိမ့်မလဲလို့ဘုန်းကြီးဓမ္မတွေကမေးထုတ်ခဲ့လို့ရှိရင်ဖြင့်ကိုယ်ခန္ဓာမှမဟုတ်လို့ဖြစ်ပြနေတဲ့အိဋ္ဌသဘောဖြစ်ပြနေတဲ့ဒုက္ခသဘောဖြစ်ပြပြီးဒီကလာနေတာတာမရရှိမရနေတဲ့အနတ္တသဘောဒါတွေမြင်ပြီးဒီကလာနေတော့ตายရเสียနှစ်သက်เสียခင်တွယ်เสียမရှိပါလားလို့ဆိုတော့ဘွားသာဘွားနေဘ
သာယာနှစ်သက်ခင်တဲ့တဏှာဟာတရားတော်မှတို့တခါတည်းပါသွားတာဘွားရံနဲ့ဘာဖြစ်သွားတာတဏှာပွားပါသွားတယ်ဘွားရံနဲ့ဘာဖြစ်တော့တဏှာပါဩဒါဖြင့်တရားဓမ္မတို့ဘွားသာဘွားပဲနော်ဘွားသာဘွားပဲဘဝခင်တွေတဲ့ကိုယ်ဘဝခင်တွေတာငကိုကဘဝလူဘဝနတ်ဘဝမှတ်လို့ခင်တွေနေတာအခုတော့လူဘဝနတ်ဘဝမဟုတ်ပါဘူးအနိစ္စခန္ဓာကအနိစ္စပါဒုက္ခပါအနတ္တပါလို့ဘွားလိုက်တော့မြင်မလားဘူးမြင်ပါဘူးမြင်လာတော့ငါခန္ဓာဟုတ်သေးရဲ့လားဟုတ်တော့အနိစ္စဒုက္ခအနတ္တတွေဖြစ်နေတော့ငကိုကခလုံးမတိရှုမညိပါစေနဲ့လို့ကိုယ်ခန္ဓာကြီးထင်းနေတာမှန်ပါဘူးအဲ့ဒီခင်တွေတဲ့တဏှာတွေဟာပါသွားတော့တယ်ဆိုတာမဂ္ဂသစ္စာနဲ့ပွားနေလို့ကိလေသာကုန်တယ်လို့မှတ်လိုက်စမ်းပါမှန်ပါဗျာမဂ္ဂသစ္စာနဲ့ပွားနေတာနဲ့ဘယ်ကိလေသာကုန်ပါလိမ့်မလို့ဆိုတော့ခန္ဓာခင်တဲ့ကိလေသာကုန်တာရှင်းမလားရှင်းပါဘာကုန်တာပါလဲအဲ့ဒါမဂ္ဂသစ္စာတစ်ခုတည်းပွားနေတာနဲ့ဥက္ကမောင်ရသမုဒယသစ္စာချုပ်တယ်မှန်ပါဗျာမဂ္ဂသစ္စာတစ်ခုတည်းပွားနေတာနဲ့ဥပါဒနောတကသစ္စာကိုမြတ်ရှိတို့ဘာဖြစ်သွားလဲမင်းချုပ်တော့ဆိုရလားဘွားရင်သူ့ဟာသူချုပ်သွားတာလားဘွားရင်သူ့ဟာသူချုပ်သွားတာဘွားရင်သူ့ဟာသူချုပ်သွားတာကိုဒကာဓမ္မတွေကသိလိုက်သဖြင့်ဩမဂ္ဂသစ္စာတစ်ခုတည်းဖြစ်ပျက်ကိုဘွားနေတဲ့နဲ့သမုဒယသစ္စာလဲသူကပယ်တာကိုမဂ္ဂသစ္စာကပယ်တာကိုဆိုတဲ့ပယ်တဲ့ကိစ္စသိလားမှန်ပါပါဘွားတဲ့ကိစ္စရှိတော့ပယ်တဲ့ကိစ္စအလိုလိုပြီးတော့မှန်ပါပါဘွားတဲ့ကိစ္စရှိတော့ပယ်တဲ့ကိစ္စအလိုလိုပြီးပါဗျာပယ်တဲ့ကိစ္စလိုလိုပြီးသွားတယ်ဆိုတဲ့အဓိပ္ပာယ်ရှင်းသွားပါလေရှင်းပါလားဥပနေကြရှင်းပါအားလုံးဓမ္မတွေချက်သတိထားပါဒီနေ့လေအမှန်တန်သဘောပါတဲ့အလုပ်ကိုပဲခင်ဗျားတို့ကြားရနာရဘွားလေးကြည့်ပါနော်ဘွားလေးကြည့်ပါဘွားတိုင်းခန္ဓာခင်တွဲတဲ့တဏှာဘာဖြစ်သွားလဲကြာတော့ဘွားပါများတော့ဘာဖြစ်မဲ့ထင်လဲချုပ်သွားဒါဖြင့်ဒကာဓမ္မတွေပြိဿသမုပ္ပါကြည့်တော့တဏှာဥပါဒံကံဟုတ်လားထုံးစံရှိတဲ့အခါတဏှာပါသွားတယ်တဏှာချုပ်သွားတယ်ဆိုတော့ဥပါဒံလာသေးရဲ့မလာပါဘူးဥပါဒံမလာတော့ကံရောမလာပါဘူးဩကံချုပ်လို့ရှိရင်ဒကာဓမ္မတို့ကမ္မဘဝဖြစ်เสียဇာတိဇရာမရဏလာမလားမလာပါဘူးဩဒါဘာဖြစ်လို့တဏှာဥပါဒံကံတွေချုပ်ပြီးဒီကလာဇာတိဇရာမရဏဇတ်သိမ့်ပါလိမ့်မလဲလို့ကဲဒကာဓမ္မတွေဘုန်းကြီးကမဲလို့ရှိရင်ဖြင့်မဂ္ဂသစ္စာပေါ့ဖေဟာမှန်ပါပါဘုကမောင်ဘယ်နဲ့ဖြေပါမဂ္ဂသစ္စာပွားလိုက်တာနဲ့ဒကာဓမ္မတွေတဏှာပါရကနေပျောက်ထွက်သွားမှန်ပါပါရကနေပျောက်ထွက်ဒါဘ누구ကလှုပ်လိုက်တာပါလဲမဂ္ဂသစ္စာကလှုပ်လိုက်တာမှန်ပါမဂ္ဂသစ္စာတစ်ခုတည်းဘုန်းကြီးတို့ဒကာဓမ္မတွေကဖြစ်ပြကြိုးစားပြီးဒီကလာနေတာနဲ့ခန္ဓာခင်တွယ်တဲ့သမုဒိယခန္ဓာဤခန္ဓာမှမရှိတော့ပဲအနိစ္စဒုက္ခအနတ္တသာရှိတော့တယ်အနိစ္စဒုက္ခအနတ္တသာရှိတော့တယ်သိပြီးဒီကလာနေတော့ခန္ဓာခင်တွယ်တဲ့တဏှာကလုံရင်မတ္တနဲ့ပဲသူဟာပါရကနေပျောက်သွားတယ်မှန်ပါဘ누구ကများပြောင်းအောင်လုပ်ပါလေမဂ္ဂသစ္စာကလည်းဘယ်နဲ့များသူလုပ်လို့ဘယ်လိုများလုပ်လိုက်လို့ဒါတွေပါရကပျောက်ပါလိမ့်မလို့ဆိုအိုးလာတွေ့ဘွားနေလို့ဘယ်လိုဆိုကြပါလာတွေ့ဘွားဖြစ်ပြလာတိုင်းဘွားနေဖြစ်ပြလာတိုင်းဘွားနေလို့ခွန်ကြီးတို့ဓမ္မတွေကလေးဆက်မှတ်လိုက်ရှင်းပြီနော်ရှင်းပါဖြစ်ပြလာတိုင်းလေးစားပွားရင်ဘာဖြစ်မလဲပြတ်မှာကိလေသာပါပြီးဒီကလာပြတ်ထွက်သွားမယ်ဘု து ခင်တွေတဲ့ကိလေသာပါလိမ့်မယ်ခန္ဓာခင်တွေဩဒါဖြင့်ငကောကခန္ဓာရတာကခြေစံတဏှာဥပါဒံကံကြောင့်ဇာတိခန္ဓာရတာမှန်ပါပါအခုတော့ဖြင့်လက်ရှိခန္ဓာကြီးကို
ုန်းကြီးတို့ဓမ္မတွေကအနိစ္စဒုက္ခအနတ္တဆိုတဲ့ဖြစ်ပြမြောင်ကြည့်လိုက်တာနဲ့လက်ရှိခန္ဓာလုံးမဲ့တဏှာဥပါဒံကံသစ်တွေလာသေးရဲ့မလာပါဘူးတဏှာဥပါဒံကံသစ်တွေမလာတဲ့အတွက်နောက်ခန္ဓာဇာတိဒုက္ခသရဒုက္ခဗျာတိဒုက္ခမရဏဒုက္ခဆိုတဲ့ခန္ဓာဆက်တွေလာကြပါမလားမလာပါဘူးဗျာဘယ်နဲ့ကြောင့်မလာပါလိမ့်မလဲလို့လက်သေးသာရှာလိုက်တော့အိုးမဂ္ဂသစ္စာနဲ့ပွားနေလို့ဗျာဘယ်လိုဖြေကြပါမဂ္ဂသစ္စာနဲ့ပွားနေလို့ဖြစ်ပြခန္ဓာကိုယ်ထဲမှာဖြစ်ပြတဲ့ဝေဒနာလေးတွေဖြစ်ပြစိတ်ကလေးတွေဖြစ်ပြရုပ်ကလေးတွေဖြစ်ပြပြည့်ချင်တာပြည့်ပြည့်တိုင်းကိုပြည့်ပြီးမရှိဘူးသာသိအောင်လုပ်နေစမ်းပါသဘောကျလားအဲ့ဒီသိအောင်လုပ်နေတဲ့အလုပ်ဒီမဂ္ဂသစ္စာကြီးပွားတဲ့အလုပ်မှန်ပါပါလိမ့်မဂ္ဂသစ္စာကြီးပွားတဲ့အလုပ်ဆိုတော့ဥက္ကမောင်ကောင်းကောင်းရှင်းသွားတယ်ရှင်းပါဗျာဘုရုပေါ်မှာပွားနေတုံးဆိုတော့အနိစ္စဒုက္ခအနတ္တပေါ်မှာပွားနေတာမှန်ပါပါရှင်းမလားရှင်းပါပြီအနိစ္စဒုက္ခအနတ္တပေါ်မှာပွားမနေဘူးလားပွားနေပါဗျာပွားနေရင်မတတ်နဲ့ဒကာဓမ္မတို့ငါကငါခန္ဓာထင်းနေလို့တဏှာရှိတာကိုမှန်ပါဗျာဘုရောအနိစ္စဒုက္ခအနတ္တလို့ပွားပြီးကြလာနေတော့အနိစ္စဒုက္ခအနတ္တသာပွားရင်မတတ်နဲ့မြင်နေတော့ငါခန္ဓာဆိုတဲ့ဒိဋ္ဌိတွေတဏှာတွေရှိသေးလားမရှိပါဘူးဗျာဒီဒိဋ္ဌိတဏှာမရှိအောင်လဲဘ누구ကလောက်တာပါလိမ့်မလဲလို့စဉ်းစားပါဦးမေတ္တာဒါဖြင့်ဘုရားတို့ကမောင်တို့နေကြရဗျာမေဃသစ္စာကသမုဒိယသစ္စာကိုပယ်တယ်ဆိုတော့အော်ပွားရင်ပယ်သွားတာကိုမှန်ပါဘယ်လိုဆိုကြပါပွားရင်ပယ်သွားတာလို့မှတ်လိုက်ကြစမ်းရှင်းမလားဘယ်လိုများပယ်သွားပါလဲပွားရင်ပယ်သွားတာဆိုတာဓမ္မတွေသေချာရှင်းတာပါဩဒါဖြင့်အလုံးဓမ္မတို့မပွားရင်ခန္ဓာခင်တဲ့ကိလေသာပါလည်းမပါဘူးပျောက်လည်းမပျောက်မှန်ပါဗျာပွားရင်ဖြင့်ပျောက်လည်းပါပဲပျောက်လည်းရှင်းစွာပါမယ်နောက်ကြတော့ပျောက်လည်းပါဗျာရှင်းစွာပါမယ်နောက်ကြတော့ပျောက်သွားမယ်ပျောက်သွားတော့တဏှာပျောက်တော့ဥက္ကမောင်တို့ဥပါဒင်တို့ကဆက်လိုက်တယ်ပေါ့တဏှာပျောက်တော့ဥပါဒံပျောက်ဥပါဒံပျောက်တော့ကာမဘဝပျောက်ကံပျောက်တော့ဇာတိပျောက်အနာဂတ်ခန္ဓာဇာတိပျောက်ဆိုနိုင်ရဆိုနိုင်ပါဘူးအဲ့ဒီဇာတိပျောက်တာဒကာဓမ္မတွေစဉ်းစားကြဒုက္ခသစ္စာပျောက်မှန်ပါပါဒုက္ခသစ္စာပျောက်တဲ့နေရာမှာဒုက္ခនិရောဓရောက်အောင်မယ်မှန်ပါပါဘာရောက်အောင်ဒုက္ခនិရောဓဒုက္ခនិရောဓရောက်အောင်မယ်ဆိုတာသိချပါလားသိချပါပါဒါဖြင့်ဒကာဓမ္မတို့ဒုက္ခនិရောဓကိုဘာသစ္စာလို့ဆိုရမလို့និရောဓသစ္စာရှင်းနဗလားဒုက္ခនិရောဓကိုဘာသစ္စာဖွဲ့ကြမြန်မာလိုရှင်းရှင်းပြောတာနိဗ္ဗာန်ရောက်တာမြန်မာလိုရှင်းရှင်းပြောတာအဲ့ဒီနိဗ္ဗာန်ရောက်အောင်လေဘာဖြစ်လို့ရောက်သွားပါလိမ့်မလဲလို့ဟိုဟာတို့စဉ်းစားစမ်းမက္ကသစ္စာမက္ကသစ္စာပွားလို့မလျှော့နဲ့ဒီတစ်လုံးလည်းမလျှော့နဲ့ဘာဖြစ်လို့ပါလဲမက္ကသစ္စာပွားလို့ဒကာဓမ္မတို့သိချာမှတ်စမ်းတဏှာဥပါဒံတွေပျောက်သွားတာလည်းဘာကြောင့်ပါလဲမက္ကသစ္စာပွားလို့နောက်ခန္ဓာပျောက်သွားလို့နိဗ္ဗာန်ပေါ်လာတာလည်းဘု து ကြောင့်ပါလေမက္ကသစ္စာပွားလို့ခန္ဓာကြီးကလည်းငကိုကငါကုံငါအထင်းနေတဲ့ဥစ္စာအနိစ္စဒုက္ခအနတ္တဖြစ်လာတာလဲဘာကြောင့်ပါလဲမက္ကသစ္စာပွားလို့ပါဗျာဒီနေ့တစ်မျိုးဟောတယ်ဥက္ကမောင်မှန်ပါဗျာတလုံးတည်းနဲ့အကုန်ပါတာသိအောင်လို့နော်မှန်ပါဗျာတလုံးတည်းနဲ့အကုန်ပါအောင်သိအောင်လို့ဒကာဓမ္မတွေရှင်းလင်းပြီးဒီကလာပြနေပါတယ်ဆိုတာပြန်သဘောပါတော့ပါပြီမှန်ပါဗျာဒါပြန်မက္ကသစ္စာတစ်ခုတည်းပွားနေလိုက်တာသမုဒယသစ္စာလည်းသိတယ်မှန်ပါဗျာဒုက္ခသစ္စာကိုလည်းမြင်တယ်မှန်ပါဗျာနိရောဓသစ္စာကိုလည်းရောက်သွားတယ်ဘယ်နဲ့ဥက္ကမောမက္ကသစ္စာကသူပွားတဲ့ကိစ္စလည်းသူလုပ်ရင်းမှန်ပါဗျာ
ဒုက္ခသစ္စာကိုပွားတဲ့ကိစ္စလုံရင်မတ်တတ်နဲ့သမုဒယသစ္စာလည်းသိတယ်နိရောဓသစ္စာလည်းရောက်တယ်တရားဓမ္မတို့ဒါဖြင့်စဉ်းစားကြပြီတော့နိဗ္ဗာန်ဟာဆူတောင်းအလုပ်လားမဂ္ဂသစ္စာပွားတဲ့အလုပ်လားဒီနေ့ဒါရှင်းကြတယ်မှန်ပါပါသူကမောင်ဒါရှင်းကြတယ်မှန်ပါပါနောက်ကတရားဓမ္မတွေရှင်းကျင်တဲ့သဘောလေးသိပလားသိပါပါခင်ဗျားတို့ကနိဗ္ဗာန်ရောက်ပါလေနိဗ္ဗာန်ရပါလေဆူတောင်းတယ်ဆူတောင်းတဲ့အလုပ်လားတဲ့ပွားလို့ဒုက္ခချုပ်သွားတာလားပွားလို့ဒုက္ခချုပ်သွားတာဗျာသဘောကျဘုရားရင်ဘယ်လိုပါလိမ့်မလားပွားလို့ဒုက္ခချုပ်သွားတာမဂ္ဂသစ္စာပွားလိုက်တာနဲ့တရားဓမ္မတွေဒုက္ခချုပ်သွားမဂ္ဂသစ္စာပွားလိုက်တာနဲ့ဘာဖြစ်သွားပါလဲသမုဒိယသေသွားတာလည်းဘာဖြစ်လို့ပါလဲခန္ဓာကြီးကငကိုယ်တော့ငါပဲသူပဲယောက်ျားပဲမိန်းမပဲဆိုဒုက္ခသစ္စာကြီးဖြစ်သွားတယ်လည်းဘု து ကြောင့်ပါလဲဟာဟုတ်ကမောင်တဲ့ခီးပေါက်ပါတရားဓမ္မတို့အမတန်ကိုခင်ဗျားတို့ပွားရုံပဲခင်ဗျားတို့လောက်ကသမုဒယသစ္စာကိုတပိတဘဝခံပါပါလို့သွားလုံးမနေနဲ့အပိုးပဲနိရောဓသစ္စာကိုမြန်မြန်ကြီးမျက်မှောက်ပြီးတော့ပါလို့သွားလုံးမနေနဲ့အပိုးပဲဒုက္ခသစ္စာကြီးကိုမြန်မြန်အမိုင်နိုင်သိရပါလို့သွားလုံးမနေနဲ့အပိုးပဲခင်ဗျားတို့အလောက်ကဝါယုံပဲခင်ဗျားတို့အလောက်ကဝါယုံဒီဖြစ်ပြပွားရင်မဟုတ်လားမှန်ပါဘူးပွားရင်မှတည်းဖြစ်ပြဒုက္ခသစ္စာဖြစ်လာတာမှန်ပါဘူးဒါပြန်ဒုက္ခသစ္စာဖြစ်အောင်လုပ်တယ်လည်းမဂ္ဂသစ္စာပဲသမုဒယသစ္စာပါအောင်ပြောင်းအောင်လုပ်တာရောမဂ္ဂသစ္စာပါနောက်ကန္တာရင်မလာအောင်လုပ်တာရောမဂ္ဂသစ္စာပွားကြောင့်ဒါဖြင့်မဂ္ဂသစ္စာဒီတရားဓမ္မတို့သမုဒယသစ္စာပဲဒုက္ခသစ္စာပိုင်းခြားနိရောဓသစ္စာအရာယူမဂ္ဂိစ္စကတရားဓမ္မတွေပွားတဲ့ကိစ္စကြောင့်တဲ့ခီးပေါက်ပါပွားတဲ့ကိစ္စကြောင့်ခရီးအမှန်ပေါက်ပွားတဲ့ကိစ္စကြောင့်ခရီးအမှန်ပေါက်တယ်ဆိုတဲ့တရားဓမ္မတွေတို့ဒီကားလို့ဆိုရင်မရှိကသမုဒယသစ္စာဘဝတယ်ဘဝပါရပါလို့အမလေးအပူတွေလုံနေတာမှန်ပါပါနိရောဓသစ္စာမြန်မြန်ကြီးမျက်မှောက်ပြီးတော့ပါလေပါဇက်ကလုံနေတဘဝလည်းမပွားပဲနဲ့မှန်ပါပါဒုက္ခသစ္စာကြီးပိုင်းမိုင်းနိုင်သိရပါလို့ပွားလည်းမပွားပဲနဲ့မှန်ပါပါဘုခမောအလွဲကြီးလုံအလွဲပါဒါဓမ္မတွေပဲလို့ဆိုကြပါအလွဲကြီးလုံအာရုံဓမ္မတွေစဉ်းစားစနာထောင်မှာစဉ်းစားစနာထောင်မှာလောက်ရမယ်လောက်ကတခုတည်းခင်ဗျားတို့က၄ခုစလုံးကိုတာဝန်ယူနေတဲ့အတွက်လွဲလိုက်တဲ့ဖြစ်ချင်းမှမပြောပါနဲ့လောက်ရမယ်လောက်ကတလုထဲနော်မှန်ပါဘုကမောလက်သက်ရှာကြံဘာလို့မဂ္ဂသစ္စာပွားပါမဂ္ဂသစ္စာတခုတည်းပွားလိုက်ရင်ဒုက္ခသစ္စာလည်းဖြစ်လာမှာမှန်ပါခန္ဓာကြီးကဒုက္ခသစ္စာဖြစ်လာမယ်မသိကြဘူးလားသိပါပါသမုဒယသစ္စာလည်းပါပြောင်းမယ်နိရောဓသစ္စာလည်းဒီမျက်မှောက်ပြုမယ်ရောက်မယ်မစွန့်နိုင်ဘူးလားစွန့်နိုင်ပါဘူးအဲ့ဒါဘာလုပ်လိုက်ကြတော့မဂ္ဂသစ္စာပွားပါခင်ဗျားတို့တာဝန်ကဘုန်းကြီးရှင်းရှင်းပဲပြောပါမယ်ဖြစ်ပြပွားရုံပဲတရားဓမ္မတွေတာဝန်ကဖြစ်ပြပွားရုံဘာမှမလုပ်နဲ့တပြင်းဘာမှမလုပ်နဲ့ဖြစ်ပြပွားရုံပဲဆိုတော့တို့အလုပ်ဟာဒါပဲဘ누구ကဘာပြောရမှနားတောင်နေဖို့မလိုပါဘူးဖြစ်ပြပေါ်တိုင်းပွားနေဖို့လို့ဟာတို့အလုပ်တစ်ခုပဲတို့သမုဒိယသစ္စာသိဖို့ဆိုတော့တို့ကသမုဒိယသစ္စာလိုက်ပြီးဒါနဲ့ခေါင်းနေရမှာမဟုတ်ဘူးတို့ကဖြစ်ပြပွားရုံပဲတို့ကနိဗ္ဗာန်လို့ရှင်ပါတယ်တို့ကနိဗ္ဗာန်ခြေလမ်းနဲ့သွားနေဖို့မလိုဘူးမဂ္ဂသစ္စာနဲ့ဖြစ်ပြပွားနေုံပဲဒုက္ခသစ္စာကြီးပိုင်ပိုင်နေသိရပါလေဆူတောင်းမနေနဲ့လုံးလည်းမနေနဲ့တရားဓမ္မတို့ဖြစ်ပြတွေ့တိုင်းသာဖြစ်ပြပွားနေလို့ရှိရင်ဩဒီဖြစ်ပြခန္ဓာဒုက္ခတဲ့ခန္ဓာဤဒုက္ခကြီးပါလားဆိုတော့သူဟာသူဉာဏ်ရင်ပြီးပေါ်လာတာမှန်ပါဘူးဘုခမောင်ရှင်းမလားရှင်းပါဗျာဘုရားတယ်နော်ရှင်းပါဗျာတရားဓမ္မတို့အရေးကြီးတာပေါ်လားပေါ်ပါဗျာအရေးကြီးတာပေါ်ပြီနော်ခင်ဗျားတို့တောင်းကဘာပါလိမ့်ဘွားနေရမှာပဲမဂ္ဂသစ္စာနဲ့ဘွားနေဘာလာတိုင်းဘွားနေရမှာဖြစ်ပြီးပြတဲ့ဓမ္မခန္ဓာရဲ့လာတိုင်းဘွားနေတော့ဘွားနေမှနဲ့ခန္ဓာကဘာသစ္စာဖြစ်သွားမလဲ
ခန္ဓာဒုက္ခသစ္စာသူ့အတူဖြစ်သွားမှာနော်မှန်ပါခင်ဗျားတို့ကပွားတယ်လို့လုပ်လိုက်တယ်နဲ့ခန္ဓာကဒုက္ခသစ္စာဖြစ်သွားတာပဲမှန်ပါခင်ဗျားတို့ကပွားတယ်လို့လုပ်လိုက်တယ်နဲ့သမုဒိယသစ္စာကပါရကနေပျောက်ထွက်သွားတယ်မှန်ပါတပည့်ကြခင်ဗျားတို့ကဒုက္ခသစ္စာဖြစ်ပျက်ကိုပွားနေတာနဲ့နိဗ္ဗာန်ကလည်းတကားတည်းရောက်လာတာပဲဥက္ကမောင်ကိုတောင်ကဘာပါလိမ့်ဗျာကိုတောင်ကဖြင့်ဒကာဓမ္မတို့မကဖြစ်ပျက်ကိုပွားရုံပဲဒကာဓမ္မတို့ဘာလုပ်ကြမှာဖြစ်ပျက်ပွားပါတရားတွေလည်းနားလည်းတော်တော်ကြာပါပြီဆရာဘုန်းကြီးလည်းဒကာဓမ္မတွေပုံမှန်နေတိုင်းစေနာမေတ္တာရောက်တလုံးနဲ့လှုပ်စေခြင်းတဲ့ဆိုတဲ့ဥစ္စာကိုယနေ့ဖြင့်ပေါ်ပါပြီဘာကူသာလှုပ်စေခြင်းတဲ့ဘဝရင်ခန္ဓာကြီးကဘယ်လိုပြောလာမလဲတဲ့သူ့ဟာဒုက္ခသစ္စာပဲလို့ခန္ဓာကပြောလိုက်ပြောပါသမုဒိယသစ္စာလည်းကျုံမရှိတော့ဘူးလို့သူပြောမှာမှန်ပါနိရောဓသစ္စာကလည်းကျုပ်လာပါပြီလို့ပြောမှာမှန်ပါဥက္ကမကိုတောင်ကဘွားရုံပဲမှန်ပါပါရှင်းမလားရှင်းပါဗျာကိုတောင်ကဘာပါလဲဘွားရုံပါဗျာဘိုင်းဒါဖြင့်ဥက္ကမတို့ဆံရက်ပါမြင်မှုပါလိမ့်မယ်နော်ဆံရက်မှာဘိုင်းလာအင်းညံသာမောင်းပေးရုံပဲမောင်းတဲ့လူကဟုတ်လားကိုစဘာကနေပြီးစဘာခွန်ခွာဖို့လေအင်းညမောင်းတဲ့လူကမောင်းယုံတာမောင်းနေသူ့ဟာသူခွာသွားတာပဲမှန်ပါပါဗျာဒီဖွဲတွေဒီပေါ်မှာပါတဲ့ဖွဲတွေအကြောင်းနဲ့ပုတ်တိုက်သွားတာလေသူ့ဟာသူပုတ်တိုက်စကွဲနဲ့ဆံလုံးနဲ့ခွဲသွားတာကိုသူ့ဟာသူပါပဲဗျာအဲ့ဒီတော့သွန်ကြသွားတာတွေဟုတ်သူ့ဟာသူပါပဲဗျာနော်ဘုံကျွတ်တို့လောက်က အင်ဂျင်မောင်းယုံပဲမှန်ပါပါဇွတ်တော်လောက်ကဘာပါလဲအင်ဂျင်မောင်းပါစဘာကွဲပါစေဆူတောင်းအောင်မှာလားတောင်းပါဘူးစဘာလေးတွေဖြူအောင်ကြောင်းနဲ့ဖွဲကြောင်းနဲ့ဆန်နဲ့တိုက်ပါစေလို့ကဆူတောင်းအောင်မှာတောင်းပါဘူးစကွဲနဲ့ဆန်လုံးကြီးဆန်နဲ့ခွဲသွားပါစေလို့ဆူတောင်းအောင်မှာတောင်းပါဘူးဇွတ်တော်လောက်ကဘာပါလဲစမောင်းအင်ဂျင်လေဟုတ်ပဲအဲ့ဒီတိုင်းဇွတ်တော်ကဖြစ်ပြပွားဖို့အလုပ်တစ်ခုကဒါကျွတ်တော်အလုပ်သမုဒိယသစ္စာပါပါတယ်ဆူတောင်းဖို့ဟာလဲပွားတဲ့ဟာတွေအပွားတာကလုပ်သွားမှာပဲခဏကအင်းရင်လဲတာကအကုန်လုပ်သွားသလိုပေါ့ဗျာဘုရားရင်တော့ဆက်နေဆိုတော့သိရပေါ့ဗျာအင်းရင်ကလည်းတဲ့ဆက်ခွဲတဲ့ဆက်ကခွဲမှာပဲရေပေါ်တဲ့ဆက်ကတက်တိုက်မှာပဲဆက်တဲ့ဆက်ကောဒါဥပါဒံတောင်းလားဥပါဒံတောင်းကအင်းရင်လဲဖို့ပဲရရှိတယ်သဘောကျပါလားဒါဖြင့်ဒကာဓမ္မတို့လောက်ကလည်းဘာလို့ရမှာတော့ဗျာတပည့်တို့တရားနာလည်းကြာပါပေါ့အရှင်ဘုရားဤကောင်းလေးကတလုံးနဲ့ပြေးစမ်းပါဆိုတော့ဒကာဓမ္မတို့ခန္ဓာကိုယ်ရဲ့ဖြစ်ပြလာတာဝါယုံပဲရိပ်မိဗလားခန္ဓာကိုယ်ရဲ့ဖြစ်ပြလာရင်ဝါယုံဖြစ်ပြကြတယ်အနာများရှိသေးလားမရှိပါဘူးမရှိတာကိုကျတော့ပြပြီးလို့ဗဇက်ကတံမမြည်ပိုင်းနဲ့မြင်းနေပြီးတာပဲမြင်းနေသမာဓိဖြစ်သမာသင်္ကပ္ပပါလာတာပဲသတိဝရိယတွေလည်းဥတည့်လို့ဒါမြင်တာပဲသီလကလည်းလုံနေတာပဲဆိုနိုင်ရအဲ့တော့ကျွတ်တော်လောက်ကဒုက္ခသစ္စာဖြစ်ပါစေသတည်းမဆိုင်ဘူးသမုဒိယသစ္စာပါပြောပါလို့ဤမဆိုင်ဘူးဘုရားလောက်သွားမလားဘွားရမကသစ္စာကလောက်သွားမယ်ကျွတ်တော်ကပွားရုံပဲအင်ဂျင်လည်းဖို့ပဲအရေးကြီးတယ်ကျွတ်တော်ကပွားရုံပဲဒကာဓမ္မတို့သဘောပါကြဩဒါဖြင့်ဒီဒကာဓမ္မတွေမှာဘာများလို့ရမှာတော့အောင်းမင်းနေအခုတော့ခန္ဓာကိုယ်ထဲမှာရတဲ့နေရာဖြစ်ဖြစ်ရှုနိုင်လောဘလေးဖြစ်လာရင်ဒေါသလေးဖြစ်ရင်ဒေါသစိတ်ကလေးဖြစ်ဖြစ်ရှုလိုက်ဦးသံဃာရှိနေရင်နိုင်တဲ့စိတ်ကလေးပေါ်လာရင်ဒီဖြစ်ဖြစ်ရှုနေတော့ဖြစ်ဖြစ်ကခန္ဓာဖြစ်ပြဟုတ်လားရှုတာကပွားနေတဲ့မဲရှုတာကဘာပါလဲပွားနေတဲ့မဲလို့ဆိုတော့ခင်ဗျားတို့ကပွားစရာကိစ္စတွေကလည်းမနှဲလောက်မနှဲပါဘူးလာတိုင်းသာပွားနေမယ်ဆိုလို့ရှိရင်တရားဓမ္မတို့ခင်ဗျားတို့ဒုက္ခသစ္စာကြီးမြန်မြန်ဖြစ်လာမှာပဲမှန်ပါပါသမုဒိယသစ္စာမြန်မြန်ပါပြီးမြန်မြန်ပြောင်းမှာပဲရှင်းမလားရှင်းပါပါဒါဖြင့်တရားဓမ္မတို့ထဲ့ပဲရစီအောင်တဲ့ဘာထဲ့ရမလို့ဆိုတော့ဒီညာလေးပွားပါများလို့ရှိရင်ဖြင့်ညာဥက္ကမောင်ထက်လာတယ်လို့မှတ်ပါပါဗျာပွားပါများရင်ထက်ပါဗျာဒါဖြင့်ထက်လာတော့အရင်တော့လောကီမဲ့ထက်တဲ့ထက်လာတော့ဥပါဒင်လောကုတ္တရာမဲ့မှန်ပါပါထက်စတော့ဗာမဲ့ပါလေလောကီမဲ့ပါဗျာဟာတခါလဲထက်တဲ့ထက်အောင်လုပ်လိုက်တဲ့ခါကျတော့လောကီမဲ့ပါဗျာ
ဖြင့်ပြီးနေအဲ့ဒါသောတာပန်တည်တာပဲလောကုတ္တရာမဲ့ပြီးဖိုးလာတာပဲမှန်ပါဒါဖြင့်ကျွတ်တော်လောကပွားပါများရင်လည်းမက်ကထက်ပြန်သေးတယ်မှန်ပါဘယ်လိုဆိုကြပါပွားပါများရင်မက်ကထက်ပါဒီကမောင်ရသူကိစ္စကြမ်းတယ်လို့ဒါလေးနောက်ထပ်ဆက်ပြောရနော်မှန်ပါအရင်တော့သူကရင်လုံနေတယ်မှန်ပါသမုဒိယသစ္စာကိုပေါအောင်ပြောင်းအောင်လုပ်တာလေပွားမှုမကိစ္စမှန်ပါခန္ဓာကြီးဒုက္ခသစ္စာဖြစ်လာအောင်လုပ်တာလေပွားမှုမကိစ္စပွားမှုမကိစ္စနေရတဲ့သစ္စာကြီးပေါ်ပေါက်လာတာကောပွားမှုမကိစ္စသူကလည်းတဘောလေးပွားနေတာသူလည်းပွားရင်ဘာဖြစ်လာသလုံးမေးတော့ပွားရင်ဆက်လာတယ်မကသစ္စာဘာပါလိမ့်နေရပွားရင်ဆက်လာဩပွားရင်ထက်လာထက်လေလေဒကာဓမ္မတို့ထက်လေလေကိလေသာကုန်လေလေမှန်ပါထက်လေလေဒုက္ခမှန်သိလေလေမှန်ပါထက်လေလေနေရတဲ့သစ္စာကိုရောက်ဖို့နီးလေလေမျက်မှောက်ပြုနီးလေလေမှန်ပါဒါဖြင့်ကျွတ်တို့ကိစ္စဒကာဓမ္မတို့တရားနာလည်းကြာကြပြီတပည့်တို့ဘာလို့ရမှာတော့နောက်မမင်းနဲ့တော့ခန္ဓာကိုယ်ထဲမှာပေါ်သေးဖြစ်ပျက်ကိုကျွတ်တို့ကပွားနေုံပဲမှန်ပါပွားရင်မှတန်တဲ့ဉာဏ်ပါဖြစ်လာမယ်ထက်လာတယ်ဆိုတော့လောကီကလောကုတ်ဖြစ်တာမှန်ပါဘုကမောင်ထက်တယ်ဆိုတာလောကီကလောကုတ်ဖြစ်တာသူထက်လာတယ်လောကီကလောကုတ်လည်းဖြစ်ပါရောတန်ကိလေသာပါရကပျောက်ပြန်ရောမှန်ပါနိရောဓသစ္စာဖုံးကွယ်နေတဲ့အဝိဇ္ဇာကြီးဟာလည်းတရားဓမ္မတို့ဖုံးရကနေပြီးကာလကျွတ်တို့ကထက်တန်တဲ့ဗတိဖုံးကြီးဖွင့်နိုင်တာပဲမှန်ပါသဘောကျရပါငါကခန္ဓာတင်းနေတာကြီးလေငါသူတင်းနေတာကြီးလေပွားပါများတဲ့နဲ့ဒုက္ခသစ္စာလို့ပဲပိုင်ပိုင်နေသိတယ်လေထဲလို့ပဲမှန်ပါဒါရင်မဲ့ဒီပဲငကိစ္စလောက်ပါလိမ့်တရားဓမ္မတို့လေးကိစ္စသူဟာသူလည်းထဲအောင်လုပ်သည်သမုဒိယသစ္စာကိုလည်းပယ်နိုင်သည်ဒုက္ခသစ္စာလည်းပိုင်ပိုင်နေသိနိုင်သည်နိရောဓသစ္စာလည်းသူညာအောင်ရအောင်သွင်းနိုင်သည်သဘောကျကြဩဒါဖြင့်ဒကာဓမ္မတို့အလုပ်ဟာဘာလို့ရမှာပါလဲကရှိရှိမပြောကြနဲ့ဖြစ်ပြပွားရုံပဲဒကာဓမ္မတို့ဘယ်လိုမှတ်ကြဖြစ်ပြပွားခန္ဓာရဲ့ပေါ်လာတဲ့ဖြစ်ပြဘာလို့ရပွားဖြစ်ပြလာတိုင်းသာပွားကောင်းပြီဒါဖြင့်ရှင်ဘုရားလောက်ကတပည့်တို့ကမသေးမရှင်းများလို့ရခက်ကြီးပါလားလို့ခင်ဗျားတို့ကလည်းထင်လိမ့်မယ်နော်မသိမရှင်းလို့ရမှာလားဆိုတော့လည်းပြင်းသွားလိမ့်မယ်ဥက္ကမောင်ကြီးမှန်ပါပါတရားဓမ္မတို့အကန့်အသတ်ရှိပါတယ်ဘယ်လိုမှတ်ကြမလဲအကန့်အသတ်ရှိတယ်တဲ့တရားဓမ္မတွေရနော်အကန့်အသတ်ဆိုတာဘာပါလိမ့်မလို့ဆိုတော့ရရကိစ္စရှိသေးတယ်ပြောတာမှန်ပါပါဟိုကဘာပြောတာရဖို့အချိန်ရှိပါတယ်ရဖို့အချိန်ရှိပါတယ်တဲ့တရားဓမ္မတို့ဉာဏ်မထက်ခင်ဘွာဉာဏ်ထဲလို့နိရောဓသစ္စာဆိုတာကြီးကိုညာအောင်ရောက်လာပြီဆိုလို့ရှိရင်ဖြင့်အဲ့ဒီညာအောင်ရောက်တဲ့နဲ့သာနေတော့ဘာမှလည်းမပွားနဲ့တော့ညာအောင်ရောက်လာရင်မပွားနဲ့တော့ညာအောင်ရောက်လာရင်မပွားပွားဖို့ကလိုသေးလားမလိုပါဘူးနိဗ္ဗာန်ကျတော့အာယုံပြုံပဲဥပါရင်မှန်ပါပါပွားနေဖို့မလိုပါဘူးရှင်းမလားဒါဖြင့်တို့ဘလောက်တိအောင်ပွားမှာတော့ဆိုတော့အဖြစ်ပြက်တွေဆုံးသွားလို့ဒီနေရာနိဗ္ဗာန်ပေါ်လာတဲ့အချိန်ရောက်ရင်တို့ပွားမှုရဆဲလို့ပဲဘယ်လိုဆိုကြပါပွားမှုရဆဲတော့ဖြစ်ပြဆုံးသွားရင်ပွားမှုရဆဲပြီးအဲ့ဒါဒီတိုင်းသာနေလိုက်တော့နိဗ္ဗာန်အောင်ပြုပြီးသာနေလိုက်ပါတော့ဒုက္ခမောင်ကျင့်납ပါလားဒါဖြင့်အကန့်အသတ်မရှိပွားရမှာလားတရားဓမ္မတို့မရောက်ခင်လေးပွားရမှာလားမရောက်ခင်ပွားပါဗျာသဘောကျကြအကန့်အသတ်မရှိပွားနေရရင်လည်းခင်ဗျားတို့ခက်ပါလိမ့်မယ်ဒီလိုမဟုတ်ပါဘူးတရားဓမ္မတို့အကန့်အသတ်ရှိပါတယ်ဘယ်လိုမှကြမ်းမလဲဖြစ်ပြမဆုံးခင်တော့ဖြင့်ဖြားဆိုဖြစ်ပြချုပ်သွားလို့နိရောဓသစ္စာဆိုတဲ့ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကြီးပေါ်လဲပွားမနေနဲ့ဥက္ကမောင်ရမှန်ပါပါကြည်တာနေတော့မှန်ပါပါပွားမနေနဲ့ဘာလုပ်နေကြည်တယ်ပါဗျာကြည်နေဆိုတာမျက်မှောက်ပြုနေတော့ပြောတာဥဆိုင်ကျင့်납ဗလားဩဒါဖြင့်တို့လောက်ဟာပထမပွားမှုလောက်ပါတို့တင်းနံပါလို့မှန်ပါပါနောက်ပွားလို့ဆုံးတဲ့အခါကျတော့ကြည်နေဖို့လောက်ဟာနှစ်နံပါအလုပ်ဆိုရင်သံဃာမထွက်တဲ့အလုပ်တာမှန်လားမှန်ပါဗျာရှင်းမလားရှင်းပါဘယ်လိုမှကြမှာသံဃာမထွက်တဲ့သံဃာမထွက်တဲ့အလုပ်ဆိုတော့ဥစ္စာကိုမြတ်ရှုဝေးသလားမ
ငွေရော ခင်ဗျားတို့ကလမ်းသွားကဆုံးအောင်ကိုမသွားဘူးတော်ရှာလှဲ့လာပြန်ဖြစ်ပက်ကလေးမြင်လိုက်ဒီမဲ့ကိစ္စရှိသေးထားလို့လို့ပါဦးမယ်ဖြစ်ပက်ကပျောက်သွားပြန် မှန်ပါ ပျောက်သွားပြန်လည်းပြန်ကြတဲ့ဒီချိန်ကြတဲ့ထားလို့ပြန်တော့ဖြစ်ပက်ကလေးတွေ့ကျင်လည်းတွေ့မှာမတွေ့ကျင်လည်းရှင်လည်းပါရမီဖြည်းဖြည်းစုရမှာပဲဆိုရက်လိုက်ပြန်အဆုံးကုန်မသွားဘူးရင်းပြီလားအဆုံးကုန်မသွားတော့ဘုန်းကြီးဓမ္မတွေကတဘွားနဲ့ဘွားနေရတဘွားနဲ့ဘွားနေရတာတို့ကပါရမီမရှိလို့လားဆုံးအောင်မသွားလို့လား သုံးပါပါ ဆုံးအောင်မသွားတာကိုမြတ်ရှိတဲ့လူကြီးကိုတက်တဲ့လူကြီးကပါရမီကဒီလောက်ထမရဲ့ကိုကနောက်ဆုတ်တာလည်းထဲမပြောဘူးသဘောကျပါရမီကဒီလောက်ထမရဲ့လို့ဆိုတာလားကိုနောက်ဆုတ်လို့ပါရမီကမလိုက်တာလားပါရမီကတော့မင်းဟောဒီဆရာတော်သမောင်းစီငါပို့ပေးပြီလုံလေးကိန်းလည်းမင်းရပြီမဟုတ်လားအဲ့ဒါငါပါရမီတောင်းကုန်ပြီဆိုပြီးပါရမီကတော့ချုပ်သွားပြီခင်ဗျားတို့သွားပြီတော့ဆိုပြီးလွတ်လိုက်တာရောက်မသွားလို့ပြန်လာတပည့်ကြဒါနဲ့ဘုရားခင်ကိုရမကြီးကပြောရှာပုံနာတယောက်ကမေးတယ်ပြီးတော့ဘုရားတဲ့ပုံနာများမှာဗေဒင်တင်တာဟုတ်ပြခဏန်းစတင်ရပါတယ်တဲ့1 2ကဲနောက်ကြတော့30 20ကနေပြီး30ပါးနဲ့မြောက်20ပါးနဲ့မြောက်နောက်30ပါးနဲ့စ20ပါးနဲ့စပထမကတော့1 2ကစသင်ပြီးတော့အပေါင်းလို့သင်ပြီးတော့မှမြောက်စသင်အမျိုးမျိုးတွေတော့အရှင်အတန်းနဲ့သင်ရပါတယ်ဗျာတဲ့အဲ့ဒါကြောင့်တပည့်တို့ပုံနာတွေမှာဗေဒင်အစဆုံးတတ်ကြတယ်ရှင်ကြီးကောရမသင်နေတဲ့ပညာကိုဒီလိုများအစဉ်တိုင်းများပါပါရဲ့လားမေးတာပဲပုံနာကမေးတာဘယ်နှမောက္ကလနာပုံနာဆိုတာက तू ကမေးတာဟာရှိတယ်ကွာတဲ့တို့လည်းအစဉ်ရှိတာပဲကွာလို့ဘုရားဖြေတယ်လောကီမှာဘုရားမှာကွာဆိုတော့မြင်းကိုပထမ19ရင်သင်ရတယ်ကွာပြီးတော့မှကုန်းစီတွေပါတင်ဖို့သင်ရတယ်ကွာပြီးတော့မှစီပြီးဒီကလာရှေ့ဆုံးနောက်ဆုတ်သင်ရတယ်ကွာအဲ့ဒီလိုအမျိုးမျိုးသင်ရတယ်လို့ငါးဤတပိသားတွေလည်းရှင်းဥစွာသီလလုံခြုံဖို့ရင်သင်ရတယ်ကွာဘောကြဒါကြောင့်တရားဓမ္မတွေရောက်လာတဲ့ဆိုသီလပေးတာလည်းခင်ဗျားတို့သိလောက်ပါပြီဒါမှတပည့်တယောက်ရောက်လာတယ်ဆိုအစရစတင်တာသီလပေးအစတင်သီလလေးယူရအောင်စတင်ပြီးသီလလေးလုံခြုံသင်ပေးတာပဲဘောကြသီလလုံခြုံပေးဒီကလာဘာတင်ပေးဆုံးလို့တရားဓမ္မတွေမေးတဲ့အခါကြလို့ရှင်းဖြင့်မဂ္ဂင်၅ပါးနဲ့ဘွာလို့ဆိုတာလေးမသိဘူးလားသိပါဘူးဖြစ်ပြရှုဆိုတာအဲ့ဒါအိန္ဒြေတွေဘာတွေဘယ်မှမသွားစီနဲ့ဟေးဖြစ်ပြပဲမင်းမြင်အောင်လုပ်နေဟာဆိုပြီးဒီကလာတဲ့အိန္ဒြေယသံဝရသီလတွေလုံလုပ်ပေးနေတာသဘောကျပါအဲ့ဒီတော့မှသွားတိုင်းလာတိုင်းနေတိုင်းတိုင်းတိုင်းတော့တရားဓမ္မတို့ဘယ်ခါကာလမှဖြစ်ပြမလို့စီနဲ့လို့ကမသိဘူးလားသိပါတယ်အဲ့ဒါအစဉ်တိုင်းသင်လာတာပဲနောက်ကြရတာဓမ္မတွေဖြစ်ပျက်ကိုခမည်းတော်တောင်ကပွားတာနေတော့သမုဒိယတတ်ဖို့လဲသူလှုပ်သွားလိမ့်မယ်ဒုက္ခကိုပိုင်ပိုင်နေနေသိဖို့လဲသူလှုပ်သွားနေနိဗ္ဗာန်မျက်မှောက်ပြီးဖို့ကောအဝိဇ္ဇာကြီးကိုဒုတယ်ကြီးခွာအောင်လုပ်ဖို့ရောသူပဲအဝိဇ္ဇာဒုတယ်ကြီးကိုလည်းပေါအောင်လုပ်မှလဲဥက္ကမောင်ဒီပွားများမှုကလုပ်သွားမှန်ပါပွားများမှုဉာဏ်ကထက်သွားတော့ဒါထားမြောင်မလုပ်ပြီဘူးလားကဲတို့လည်းဒီလိုအစဉ်ရှိတယ်ကွာဒါနဲ့ပုံနာလည်းရှာရှိတယ်ဒါရင်ရှင်ဘုရားတွေ့ရမိတယ်ဒီလိုဆိုတော့နိဗ္ဗာန်ရောက်တာပေါ့ပုံနာလည်းသိတပည့်တော်တပည့်သားမိတယ်လည်းဒီလိုဝေရင်အဆုံးကမ်းတိုင်အောင်တတ်မြောက်တာပဲဒါရင်ရှင်ကြီးကောရမမသိလို့မေးပြစီမသိလို့မေးပြစီရှင်ကြီးကောရမဒီလိုပထမသီလသမารိပညာအနေနဲ့အစဉ်တိုင်းသင်လိုက်ပါတယ်သင်လိုက်တော့ဒီလူတွေအကုန်နည်းများနိဗ္ဗာန်ရောက်ကြသလားရှာရှိလာတာအကုန်များနိဗ္ဗာန်ရောက်ကြသလားလို့ဆိုတော့ဒီလိုกว่าတဲ့ဘုံနာရဒီလိုရှိတယ်กว่าလူတယောက်ကိုတဲ့လမ်းမသိလို့မေးတယ်တဲ့သောတိပြီပဲမလုံးလို့ तू ကမေးတယ်တဲ့လမ်းမှာတွေ့လို့သောတိပြီသိတယ်လို့ပြောတယ်ဒီကနေတော့ရေကန်တွေ့လို့မရေကန်ပြီးတော့ဟုတ်သွားလို့မတော့ကကြော်သွားလို့ရှိရင်ဖြင့်တရိုင်းကြီးတွေမြင်ရလေမြင်ရလို့ရှင်ဘယ်ဘက်ကလှည့်ဝင်အဲ့ဒါသောတိမျိုးပဲပြောတော့ပြောတာပဲတဲ့ပြောမပြော냐ဆိုတော့ तू ကတော်တဲ့ဝင်တွေကမျက်စိလဲနေတဲ့လူတူတယောက်ဆိုရင်အဲ့ဒီသာဝတိပြည်တော့ရောက်မှာမဟုတ်ဘူးကွာနောက်သာပြန်ဆုံးမှာပဲတဲ့အဲ့တော့တပိသားမိဆိုတာနားထောင်တာလည်းရှိတယ်တဲ့နားမထောင်တာလည်းရှိတယ်အကုန်ရောက်တယ်လို့ငါတောင်းမခံဘူးရိပ်မိဗလားဒီကနေ့တရားဓမ္မတွေခင်ဗျားတို့ဘွားပါဆိုလို့ဘွားညတယ်လေခင်ဗျားတို့ကတော်တဲ့ရောက်မျက်စိလဲဆိုအိမ်ကြီးဥသောကိလေသာတော်တဲ့ရောက်သွားပြီဆိုတော့
မျက်စိကလဲထွက်တာ မှန်ပါဗျာ ရိပ်ပြီကလားအိမ်ဟာကိလေသာတောနဲ့တူတယ်နော်အိမ်ဟာကိလေသာတောဆိုတော့ဒကာဓမ္မတွေကပြုံးနဲ့မယုံဘူးနော်ကိုယ်အိမ်မှာရှိတဲ့ပစ္စည်းကဘယ်ဟာလေးဟာဖြင့်အသုံးချလို့မဖြစ်တာလို့ရှိသေးရဲ့ ရှိပါဘူး ဒါဖြင့်အကုန်ကိလေသာကအကုန်ခင်းထားတာ မှန်ပါ ဘယ်ဟာလေးမှသူကအသုံးချမဖြစ်တာဖြင့်အိမ်မောကိုမထားဘူး မှန်ပါ အကလေးရှိပြန်တယ်ဒါလေးပြစ်လိုက်တော့မယ်လို့ပြောရင်အမလုပ်ပါနဲ့သူနေနဲ့သူသုံးအောင်ပါဟမ်ဒီတိုင်းမနေဘူးလားဒီတိုင်းနေတာဒီရတောင်လေးတွေလည်းအလကားပါပဲဆိုမဟုတ်သေးဘူးနှွေးကြတော့သုံးရသေးတယ်ဆိုတော့နှွေးတနာကရှိသေး မှန်ပါ မရှိပဲဘူးလား ရှိပါ အဲ့ဒီလိုနဲ့အိမ်ပေါ်မှာပြည့်စရာကိုပါရလား မှန်ပါဗျာ တပည့်ကြအဲ့တော့အိမ်ပေါ်ရောက်သွားလို့ရှိရင်ကိလေသာတဏှာတောထပြီးဒီကလာနေတာနဲ့ခုနကဒကာရမတွေဖြစ်ပြလန်းကိုလိုက်သေးရလား မှန်ပါဗျာမလိုက်တော့သူကိလေသာတောပဲပြန်လှဲ့ မှန်ပါ ပြန်လှဲ့လာတော့ဘုံနာတဲ့ငါးဤပြည်သားမိတွေဒီလိုပဲကွာလမ်းတော့သာဝတိပြည်တော့ပြလိုက်တာပဲတို့ကသူကအဆုံးမလိုက်တော့လည်းမရောက်ဘူးကွာ မှန်ပါ ရိပ်မိဗလား သိပါ အဲ့တော့တို့မှလည်းအစဉ်ရှိပါတယ်လို့သွားတဲ့ပုဂ္ဂိုလ်ပေါ်မှာအတော်မှီးနေတယ်ရှင်းမလားဘုရုပေါ်မှီးနေတယ် သွားလိုက်ဖို့ပြပါ အဲ့ဒီမှာလည်းဘုန်းကြီးကတော့တရားဓမ္မတွေတရားဓမ္မတို့ဖြစ်ပြသဘွားနေသီလလည်းခင်ဗျားတို့လုံညုံပါတယ်သမာဓိဆိုတော့လည်းခင်ဗျားတို့လုပ်တဲ့ထက်ပါတော့ပါပြီ မှန်ပါ ပညာဆိုတာလည်းဖြည်းဖြည်းချင်းရင့်ပါလိမ့်မယ်မပြောလားဗျာ ပြောပါ ရင့်မယ်ကြရင်ခင်ဗျားတို့ကကိလေသာတော်ရဲရောက်သွားမျက်စိလဲရရင် မှန်ပါဗျာ တော့ကြလို့ရှိရင်လည်းဖြင့်ကြသာကိစ္စနာကိစ္စမလွဲသာတဲ့ကိစ္စမရှောင်သာတဲ့ကိစ္စဥက္ကမုံရှုပ်လာပြီ သူမှန်ပါပါ ဒါတွေကကိလေသာတော်ရဲရောက်သွားတဲ့အခါရှေ့တိုးရလားပွားတဲ့ကိစ္စနောက်ပြန်ဆုတ်တာ မှန်ပါဗျာ အဲ့တော့ငါးဤလူသားမိတယ်ချို့တော့ဖြောင်းဖြောင်းသွားတယ်ကွာတယ်မှားတယ်တင်းသွားတော့သောတိပြည်နဲ့တူတဲ့နိဗ္ဗာန်ရောက်ကြတယ်တချို့လူသားမိတွေကြားတယ်လားသွားတဲ့တိုင်းကမှတ်လည်းမထားတာကတစ်မျိုးသွားတဲ့နေရာမှာသူကမျက်စိလဲတာကလည်းတစ်မျိုးအဲ့ဒီအမျိုးမျိုးတွေကြောင့်ငါဤပြည်သားတွေမှာလည်းတချို့တော့ရောက်တယ်တချို့မရောက်ဘူးလို့ငါတောင်းခံတယ် မှန်ပါပါ ဖြည့်သိမ့်မလား ရှင်းတယ်ပါ စတဲ့မုံတော့တို့လည်းအစအဆုံးမှာရှိတာပဲဆိုတော့ဘုရားမဟောလား ဟုတ်ပါဗျာ ။ကိုင်းဒကာဓမ္မတွေကဒီထက်မှခင်ဗျားတို့ကမနေကောင်းတဲ့ရမသွားကောင်းတဲ့ခရီးရလို့လည်းခင်ဗျားတို့ကမသိဘူး။မနေကောင်းတဲ့ရဆိုတာခင်မင်များတဲ့နေရာမှာ မနေကောင်းဘူး မသွားကောင်းတဲ့ရဆိုတာဒီနေရာရင်သွားလို့ရှိရင်သူတော်ကောင်းလို့မေ့မယ်နေရာဆိုတော့ခင်ဗျားတို့ကမနေကောင်းတဲ့ရပြောတယ်။မသွားကောင်းတဲ့ရကိုမြန်မြန်ပြေးတယ်။အဲ့ဒါကြောင့်ဘုရားဟောတော်မူတဲ့ကဒီရှောင်းဒီနေရာကြလို့ရှင်ဘယ်ညာခွဲပြီးကာလညာသာလိုက်ဘယ်မလိုက်နဲ့ဆိုတဲ့လမ်းတွေကလည်းမျိုးပေါ့ဗျာ မှန်ပါ အဲ့ဒါခင်ဗျားတို့ညာနဲ့ပဲတွေ့ဘယ်လိုက်လဲဦးမလေးညာဖြည်းဖြည်းပေါ့ဒီလိုကဖြစ်ဖြစ်နေ မှန်ပါ မိစ္ဆာရိလမ်းကိုတော်ပြီးသမာရိလမ်းကိုခမော ပြစ်ပဲလို့ ဖြည်းဖြည်းဘာလို့တော့တက်ကြီးတော့လှုပ်လဲရတာပဲသေမထက်မတွက်ဘူးသူကတွက်ကြလား ပြစ်ပါဘူး အဲ့ဒီလိုဆိုရတဲ့ပြစ်တွေကဒကာဓမ္မတွေခရကသင်ဆရာကသင်ညာတော်လဲသူတောင်းရည်တဲ့တူတဲ့မြို့ကြီးကိုအမှန်ဖြောင်းသွားပါရဲ့လား မှန်ပါပါ လမ်းတစ်ခွတွေ့ရင်မဘယ်နဲ့ညာဘယ်လိုက်တာများတော့ ဘယ်လိုက်ကြလဲ ဘယ်လိုက်တာများနေတယ်စိတ်ကြီးစမ်းကြီးတွေ့နေလို့ရှိရင်လည်းဒီညာရိတ်ခေါ်တော့မယ်ဆိုရင်ခင်ဗျားတို့ကနေခြင်းနေဦးမှာ မှန်ပါ ဒီဟာလေးကြော်သွားရတယ်ဆိုတော့သဘောကျ ရပါ ဒီဝဥစ္စာများများဖြစ်နေတယ်ဆိုလို့ရှင်ဒါတို့မတ္တဖို့တတ်တွေပဲဆိုပြီးဒါများများရှောင်းရမှာဘူး မှန်ပါပါ ဥက္ကမတစိတ်ကြီးမြန်ကြီးတွေတွေ့ပြန်တယ်သူတို့ကရိတ်ကောင်းတယ်ဆိုခိုးနေတာ မှန်ပါပါ ဘယ်ရောက်တော့မလို့ဗျာ ရပါ ရောက်သေးရလား ရပါ အဲ့ဒါနိဗ္ဗာန်မရှိလို့မရောက်တာလားသွားတဲ့လူအသိဉာဏ်လို့မရောက်တာလားကိုယ်ကိုယ်ကောက်လို့မရောက်တာလားဆိုတာကဲခါ ကိုပြစ်ပါလို့ တော်ပါပြီဒီလောက်သိရင်ခင်ဗျားတို့အများကြီးတော်သွားပြီရှင်းမလားဒကာရမတို့နိဗ္ဗာန်မရှိလို့မရောက်တာလားမသွားလို့မရောက်တာလားသွားပါရဲ့နဲ့ကိုယ်ကောက်နေလို့လား ဘာပါရဲ့ကိုတောင်းလို့ပါဗျာ ဟိုကသူများကိုယ်ကောက်တာရေးမရှိဘူးနော် မှန်ပါဗျာဒီကိုကိုဆိုတာ ရှိပြီကလားအသက်ကြီးတဲ့လူတွေကိုယ်ကောက်တာကဘာတော့သာမဆိုးဘူးလားသူမျက်စိနဲ့လဲလဲရှင်းဖြင့်နောက်လူကခင်ဗျာကြည့်ကြည့်ပြီးမျက်စိနဲ့လဲနေတယ်လို့လာပြမဲ့လူကအရောက်နှေးသွားရင်အသေးဆုံးမယ် မှန်ပါ ဟုတ်ဘူးလားကျန်တဲ့ငယ်တဲ့လူကမျက်စိလဲနေတဲ့ကနောက်လူတယောက်ကမျက်စိမလဲတဲ့လူတယောက်ကလာပြလို့ရှင်လက်ဆွဲပြလို့ရှင်သူကအချိန်ကြံသေးတယ် မှန်ပါ ဒါပြန်အချိန်ကြံတဲ့လူနဲ့မကြံတဲ့လူဟာဒကာဓမ္မတို့ဘယ်သူကနေဖြောင်းသွားဖို့အရေးကြီးတော့ ကျ
မကြတဲ့ကတံပေါင်းရေးကြည့်ပါ ဒီကအချိန်ကြံတဲ့လူတရားမှမပါဘူးရိပ်ပြီလားအချိန်ကြံတဲ့လူပဲရတော့ တရားမှန်ပါ ယနေ့လားနှစ်ပြန်လားဆိုတဲ့ခန္ဓာကြီးပဲ မှန်ပါ ဘယ်လိုဆိုကြမ ခဏလေးလာ လဲယနေ့လားနှစ်ပြန်လားဆိုတဲ့ခန္ဓာကြီးပဲဆိုတာဥက္ကမောင်ရိပ်ပြီလား သိပါဗျာ ကဲခမရတို့အသက်ရှင်နေတာကမ်းကြောင်လည်းအသက်ရှင်တယ်နော် မှန်ပါ ဥဒုကြောင့်ရော လက်ပါ အာဟာရကြောင့် လက်ပါ ကောင်းပြီစိတ်ကြောင့်ရော လက်ပါ တချို့လူစိတ်ကတူတယ်နဲ့ရတဲ့ဆိုရင်ချလို့သေးတယ်စိတ်တက်လို့သေးတယ်လည်းရှိတယ်စိတ်ကောင်းလို့အသက်ရှင်တယ်လည်းရှိတယ်ပေါ့ဗျာအဲ့တော့အသက်ရှင်ခြင်းကြောင့်ဒီဓမ္မတွေ၄ချောင်းရှိ၄ချောင်းထဲမှာအချုပ်ချာရှာလိုက်တော့ဥပါဒံကံဟာကအချုပ်ချာတပတ်ကြကံဟာပါတော့အဲ့တော့ကံအချုပ်ချာလို့ဥက္ကမောင်ကတော့သူကတ်ချင်တယ်ကံအစာမစားရင်ရှင်ဘုရားကံကဘယ်လိုထောက်သေးမှာပဲအစာမစားရင်လည်းသူကတ်ချင်တယ်ကံမှာပေါ့ဗျာဆိုတော့မကတ်ပါနဲ့တဲ့တချို့ဒိဋ္ဌာကြီးတွေမှာဥပါဒံဖယားတဆူနဲ့တဆူကြမှာအစာကိုမစားရတဲ့ပြိတ္တာရှိသေးတယ် မှန်ပါဗျာ ရေမတော့ရတဲ့ပြိတ္တာ ရှိပါဗျာ သေပါရဲ့လားလို့ သိပါဗျာ ဟောကံဟာရနဲ့နေတာဥက္ကမောဘာဟာရလဲ ကာဟာရ ကံကမင်းမသေးရဘူးငတ်တာငါကြည့်ကျင်တယ်ဆိုပြီးတခါတည်းအရှင်ရှိကြီးနဲ့ထားရတာရိပ်မိဗလားအဲ့တော့ဒီထက်ဘ누구ထက်ဆုံးတော့ ကာတဲ့ဆုံးပါ ကံထက်ဆုံးပဲဆိုတာသဘောကျအဲ့တော့ကမ္မဟာရလို့ဥက္ကမောင်ခေါ်သည် မှန်ပါ သဘောကျအဲ့ဒီကံနဲ့ခင်ဗျားတို့အသက်ရှည်တဲ့ပုဂ္ဂိုလ်ရှိတယ်နော် မှန်ပါ အဲ့ဒီကံမထောက်ပံ့လို့တူတဲ့ပုဂ္ဂိုလ်ပေါ့ ရှိပါဗျာ အဲ့တော့အဲ့ဒီကံကခင်ဗျားတို့ဘယ်တော့မှပြုတ်ထားတဲ့ကံတုံးလို့မေးလို့ရှိရင်ဖြင့်တိတ်တုံးကပေါ့ဖျားလို့ဒါပဲဖြစ် မှန်ပါ ခင်ဗျားတို့သက်ရှင်နေတာဘယ်တော့မှပြုတ်ထားတဲ့ကံမလေး အတိတ်ကပါ အဲ့ဒီအတိတ်ဆိုတာကလည်းပြောစမ်းပါဦးလွန်ခဲ့တဲ့ဘဝကလားဟိုးဘက်ဘဝကလားဟိုးဘက်ကဘဝတွေကလားဆိုတာခင်ဗျားတို့သိရလား မသိပါဘူး မသိတော့သူတို့ဒီကုံမှုဗလားနည်းနည်းကြံတော့သလားအခုသက်ရှင်နေတဲ့ကံလေးကို မသိပါဘူး မသိနိုင်ဘူးမသိနိုင်တော့တရားဓမ္မတွေဒီလိုစဉ်းစားရ gain တို့ဟာကံကြောင့်သက်ရှင်နေတာသိကြပြီဒီကံလည်းဘယ်တော့မှပြုတဲ့ကံဆိုတော့လေတို့ကလည်းမသိဘူးမသိတော့ကိုသူဟာတို့ကိုဘလောက်ကြောင်ပဲနဲ့ဖြင့်ဆက်ပေးမလားတပည့်ကြောင်ဆက်မလားမဟုတ်ဘူးညရင်ပဲသူမဆက်တော့ဘူးလားဘယ်သူသိကြ မသိပါဘူး တချို့အိမ်ကမထနိုင်တာထင်ရှားပေါ့ဗျာ မှန်ပါဗျာ သဘောကျ မှန်ပါ ဒါဖြင့်တရားဓမ္မတို့ဘုန်းကြီးရှင်းရှင်းပဲပြောပါမယ်တရားဓမ္မတို့တလှမ်းခြေတော့ရှေ့တလှမ်းလှမ်းလိုက်တယ်ညာဘက်က မှန်ပါ ကံကလှမ်းလိုက်ကွာကံကရှင်ခွင်လေးပေးလိုက်တော့ဥပါတယ်မရှင်ရလားဗျ ရှင်းပါဗျာ ဒုတိယလမ်းကြတော့မပေးတော့ဘူးဟဲ့ဆိုတော့ဒုတိယလမ်းမလမ်းတဲ့အချိန်မှာဘိုင်းဆိုလဲတာ သိပါဗျာ တပည့်ကြ ကြပါဗျာ ကံကကျွတ်တော့လည်းမသိရဘူးလေသူကနည်းနေတော့ကုန်းသွားရ မှန်ပါ ကုန်းသွားဘူးလား ကုန်းသွား ပထမတလမ်းတော့သူကြံတာလေးကဖွင့်ပေးလိုက်ဒုတိယလမ်းကြတော့ကံကကုန်းသွားတော့ သိ မပေးတော့တခါတည်းဒီနေရာတည်းတချို့ကပြောကြလေပြတ်သေးသွားတာလေပြတ်တာမဟုတ်ကံပြတ်တာရင်းပြီဗလားလေပြတ်တာလားကံပြတ်တာလားအမလေးလေကတော့ခမရတဲ့ဒီခန္ဓာကိုယ်ကြီးမှာသွားကြည့်အတုပဖြစ်တဲ့အခါထမ်းကြည့်နှိပ်ကြည့်ထင်ပြော့လားရှိလားရှိရင်လေရှိလို့လားမလေကမပြတ်ဘူးရင်းပြီဗလားဘာပြတ်တာလားကံပြတ်တာကိုခမရတော့ဘယ်နဲ့ပြောကြဩလေကကံနေရှာတယ်ကံကတတ်တာတတ်တာသဘောကျလားကံကတတ်တာဆိုတာရှင်းတော့ဒါဖြင့်ဒကာရမတွေဒီနေ့ဒီကပြန်တဲ့ခါတရားလည်းအထုတ်ကြမယ်ထိုက်တန်တော့နော်ပြီးတော့အချိန်ကြတော့လည်းအိတ်ကြမယ်အိတ်ဖို့ရတော့ဖြင့်ကံကပေးမှာပဲနိုးဖို့ရမပေးရင်ခင်ဗျားတို့နိုးနိုင်မှာ မလို့တယ် မနိုးနိုင်ဘူးမနဲ့သွားကြည့်လို့ရှိရင်ဖြင့်အိမ်မတကမထားဘူးတဲ့ပြောရမယ် မှန်ပါ ဘာကြောင့်လဲဆိုတော့အိတ်ဖို့ရကံကတော့ပေးလိုက်တယ်နိုးဖို့ရကံကြတော့ဥက္ကမောင်ကုန်သွားတယ် မှန်ပါ မကုန်နိုင်ဘူးလား ဘုရားဗျာ မြင်ကြရအဲ့တော့ခမည်းတော်ဒိဋ္ဌာရဲရှိတဲ့ငွေတော့ကြာကြာထားမေ့သေးတာ မှန်ပါ ဒီကံလေးကခမည်းတော်နေတိုင်းရှူဖို့ရှိုက်ဖို့ပေးနေရတာသမင်းစားဖို့ပေးနေရတာဟုတ်လားသူတို့လည်းဥပါရင်အတော်နည်းနေပြီ မှန်ပါ နည်းမနေစဉ်းစား သိပါဗျာ ဘုကမောင်ဘယ်လိုထင်တော့ နဲပါဗျာ နည်းမနေဘူးတတိသာကလုံလောက်ပြောနော်နည်းနေတယ်ဆိုတော့တတိသာကလုံလောက်ပြောမယ်တရားဓမ္မတို့နော်နည်းနေတယ်ဆိုတော့ဘာကြောင့်လို့ဆိုတော့မျက်လုံးကငယ်တုန်းကမျက်လုံးကကြည်ကြည်လင်းလင်း မှန်ပါဗျာ အခုနောက်ထပ်ထည့်ပေးတဲ့ကံကထည့်ပေးတဲ့မျက်လုံးကတရားဓမ္မတို့အမွဲကြီးဖြစ် မှန်ပါ
ကားနဲ့သွားလို့ပေါ့ မှန်ပါ ဘယ်နဲ့ဆိုကြ ကားနေတယ် အာယံဗလာတွေကြည့်လိုက်ပြန်လဲအရင်အာယံဗလာတွေရှိကြသေးရဲ့လား ကြည့်ပါ အခုအာယံဗလာကချက်နဲ့တွေမဟုတ်လား မှန်ပါ ဘယ်နဲ့ကြောက်ပါလိမ့် ကားနေတယ် စပင်းလေးရှင်းရတဲ့မှောင်ညိုပြီးအယောင်များထွက်နေရအခုတော့ဖြင့်ဖြီအောင်ပြေးနေတာဘာပါလိမ့်ကာနင်းနေလိုက် မှန်ပါ အဲ့တော့နဲတာတော့ခမရတို့သိကြတာပဲမသိကြဘူးလားနဲရင်ကုံတော့မလို့ဆိုတာရော သိကြပါဗျာ ခင်ဗျားတို့ကဒီလိုတွေးရလား။အော်ဖြစ်မှဖြစ်ရလေဗျာ။နဲနေတာတောင်ကုံတော့မလို့မတွေးဘူးဆိုရင်ခက်သေး။ရိပ်ပြီလား။နဲတာဘာလို့ဖို့ပါလဲ။ရိုးလေးနဲတာခင်ဗျားတို့ရိပ်မိတယ်။ရိုးလေးရေခန်းကရိပ်ကုံတော့မှာပဲ။မပြောကြဘူးလား ပြောရပါ ။ဒီမှာလည်းခန္ဓာကိုယ်တော့ကန်နေခမ်းပြီလို့ခင်ဗျားတို့မသိဘူးလား သိပါဗျာ ။ခမ်းလို့ရှိရင်ပြင်တို့မထားနိုင်တော့ဘူးဆိုတာမသိကြဘူးလား သိပါဗျာ ။အဲ့ဒီကြောင့်လည်းတွေးလိုက်တော့ဒကာရမတွေဥပဒနာအချိန်ဆိုင်လို့တော်ပါ မတော်ပါဗျာ ကံရခန္ဓာနဲ့ခင်ဗျားတို့၅ပါးမှောက်တော့မယ် မှန်ပါ အကျုံကြီးကြုံရတော့လဲအဆုံကြီးဆုံဖို့မဖြစ်တော့ မှန်ပါ သဘောကျလားသူတော်ကောင်းနဲ့ဆရာတော်ကောင်းသမားကောင်းနဲ့အကျုံကြီးတော့ကြုံတယ် မှန်ပါ နိဗ္ဗာန်နဲ့အဆုံကြီးဆုံဖို့ရခင်ဗျားတို့ကအချိန်ဆွဲနေတာနဲ့ပဲခင်ဗျားတို့ပက်လက်လန်လဲပြီးဒုက္ခရောက်တော့မှာ မှန်ပါဗျာ မရောက်ဘူးလား ရောက်ပါဗျာ သူဆိုင်ရင်အမှန်ကြောက်ချကောင်းပါလား ရောက်ပါဗျာ ဒါကခင်ဗျားတို့ကိုမြန်လှုပ်စေခြင်းတော့ဘုန်းကြီးကတွန်းနေတယ်လို့အောင်းမဲ့မနေနဲ့ကိုယ်မျက်လုံးနဲ့ကြည့်ဘုန်းကြီးကတွန်းလာလားကိုယ်မျက်လုံးမွဲလာတာလား ဘုရားမွေးလာ ဒါကံနေတာလားကားကုန်လာတာ ကားဘူး ရိပ်မိဗလားနာရှိကလည်းပဲတတ်လဲဖရနေနေလေးထိုင်းအောင်လေးလာဗလားဆိုတာကိုဘယ်နဲ့ဆိုကြ နဲလာ အဲ့ဒါဘာကုန်လာပါလဲစပင်လေးတွေနဲ့ဖြေးကလည်းအယောင်နေထွက်ပြီးကြလားနေသေးလားနည်းနည်းနီအောင်လေးပြေးလာဗလားဖြီအောင်ပဲပဲများလာဗလားနည်းနည်းတွေးလိုက် ဖြူအောင်ပဲများလာပါ အဲ့ဒါဘာဖြစ်လာပါလဲ ကားနေတယ် ကားနဲ့လာတာသိကြဘူးလားလမ်းသွားတယ်ဆိုရှိကတမိုင်ခီးလောက်မဟုတ်ဘူးခုတမိုင်မှပြေချင်မသွားနိုင်ဘူးဖြစ်ချင်းဖြစ်လာတယ် မှန်ပါ ဘာဖြစ်လာပါလဲ ကားနေတယ် နေတာဘာဖြစ်လို့နေတာတော့ ကိုယ်ကနီးလို့ ကုံကန်နီးလို့နေတာကုံတော့မယ်လို့နှုတ်ဆက်တာမဟုတ်လားမီးလေးများသေကန်နီးကြတော့တောက်လိုက်လင်းလိုက်တောက်လိုက်လင်းလိုက်မလာတော့ဗျာဖျားတယ်ကြာတော့ဒီတောက်လိုက်လင်းလိုက်ခေးလိုက်ဇတ်သိမ့်သွား တယ်လေးပါ မသိဘူးလား သိပါ ဒီမှာလည်းခင်ဗျားတို့အမောလေးပြေးလိုက်ဗာသေးလေးကူပြီးစားလိုက်ဘာလို့လို့နဲ့ဒီဥစ္စာခင်ဗျားတို့ကလုံးမနေနဲ့တောက်လိုက်လင်းလိုက်ဖြစ်ပြီးသွားတော့မယ် မှန်ပါ ရိမ့်မိဗလားဟုတ်ကဲ့မသိချင်းမဆွဲနဲ့နော်တရားဓမ္မတွေချင်းများဆွဲခြင်းသေးလားဟာဘုန်းကြီးရှိတာဒီအမှန်တရင်နဲ့ထွက်နေတယ်ဟိုကိလေသာတော်ရကြရင်ဒီတတ်ကုန်မလာဘူးလာသေးရဲ့လားအဲ့ဒီကြောင့်တရားဓမ္မတို့ခင်ဗျားတွေကလည်းမြို့သူတို့ဆိုတော့သိပါတယ်ဘုန်းကြီးရှိတော့သူ့အချိန်နဲ့သူတို့တို့လျှောက်ခဲ့တာပေါ့ဒီဒိဋ္ဌိဖြစ်ရင်ဖြစ်သွားမှာဟုတ်ဟိုကြတယ်လေတို့ဘုန်းကြီးနဲ့မှမဆိုင်ဘုန်းကြီးရှိမှလျှောက်တဲ့ဥစ္စာကမရှိဘူးဟိုကြတော့ဟုတ်နေရဲ့ဒီလိုနဲ့ခင်ဗျားတို့ကလည်းစင်ကြီးကလဲတယ်သဘောကျလား ကိုင်းတာဖြင့်ဒကာရမတို့ဘုရားသခင်ကိုရမကြီးပြောတဲ့ဝတ္ထုကိုထုတ်ကြစို့မဲအလုတ်ဟာဒကာရမတို့ဘာအလုတ်ပါလဲ သွားတယ်သွားတယ် မဲအလုတ်ကပွားတယ်လို့ မှန်ပါ မပွားရင်ကိလေသာလည်းမပါမပြောက်ဘူး မှန်ပါ ဒုက္ခကိုလည်းပိုင်ပိုင်ခြားခြားမသိဘူးသမုဒိယသစ္စာကိုလည်း ဘာမပြောဘူး မပါမပြောက်ဘူးဒုက္ခသစ္စာလည်းမပိုင်ခြားနိုင်ဘူး မှန်ပါ နိရောဓသစ္စာကော မရောက်ပါဘူး လောကီဉာဏ်ကောလောကုတ္တရာဉာဏ်ဖြစ်နိုင်မှာမလား မဖြစ်ပါဘူး ဘာအကြောင်းတုံး ပွားသွားလို့ ဩဒါဖြင့်ဒကာရမတို့သွားလို့ရှိရင်ဖြင့်သမုဒိယသစ္စာလည်းပါပြောက်အောင်ဒုက္ခသစ္စာငါလို့ထင်နေတဲ့ခန္ဓာကြီးကဒုက္ခသစ္စာဖြစ်သူဧကံရော မှန်ပါ သဘောကျလားနိရောဓသစ္စာဆိုတာလည်းချက်ချင်းသူညာအောင်ရောက်ပဲ ရောက်ပါ ဘွားပါများရင်မဂ္ဂသစ္စာဒီလောကီမဂ္ဂလောကုတ္တရာမဖြစ်ရမယ် မှန်ပါ ဟုတ်ကဲ့မော မှန်ပါပါဖြစ်ရမှာ ဖြစ်ရမှာမသိကြဘူးလား သိပါပါ ဒါဖြင့်ခင်ဗျားတို့အလုတ်ကဘာလုပ်အောင်မှာ ပွားပါဘူး ဘုရုအပေါ်မှာဘွားရမှာ ခန္ဓာများပါ ခန္ဓာဖြစ်ပြပေါ့သဘောကျလားခန္ဓာဖြစ်တိုင်းပြတိုင်းဖြစ်တိုင်းပြတိုင်းဘာလို့ဖြစ်ပြပြီးဖြစ်ပြပြီးလို့သိနေုံပဲအဲ့ဒါဘာလုပ်ပါလိမ့်မလား ပွားတယ် ဘွားတဲ့အလုပ်ဆိုတော့ဘွားတဲ့အလုပ်ဒီတရားဓမ္မတွေလုပ်ရလိမ့်မယ်နော်ဒါကြောင့်ဘုရားကဥမာပြရှာတယ်ဥက္ကမောင်လို့ဘယ်ချမ်းမပါကျမကြီးကောင်ကွာရဲဥ10လုံးတော့ဥထားတယ်ကွာ မှန်ပါပါ ဥပြီးတော့သူကပြစ်ထားတယ်ကွာတဲ့
ငါကြက်ကလေးတွေကျက်ဥထဲမှာရှိတဲ့အရေးလေးတွေခန်းချောက်ကျက်ကောင်လေးတွေဖြစ်ပါစေနှုတ်သီးလေးတွေပါလေတဲ့သူတို့ကသူတို့ကျက်ဥခွန်လေးကံပြီးထွက်ပါစေကျမကြီးဘေးကနေလို့ပေါ့ဗျာ မှန်ပါ ဝလည်းမဟုတ်ဘူး မှန်ပါ အတောင်ဖျားလည်းမဟုတ်ဘူးကျက်တွေရင်ဘူးကိုလည်းမပေးဘူးကျက်တွေအနံ့ကိုလည်းမပေးဘူးဘေးကနေပြီးဒီကလာဒီထက်ကဥတွေကအရေးလေးတွေကခံပါစေသတည်းဟုတ်လား မှန်ပါ ကြက်ကောင်လေးတွေခြေသီးလည်းပြီးရင်းစေသတည်းဥကွန်ပါစေသတည်းဒါမှငှက်ကြက်ကလေးတွေနှုတ်သီးလေးနဲ့ကန်ကြောက်ခြေရောက်ကလေးနဲ့ကန်ကြောက်ပြီးပြင်ဘက်ရောက်လာမှာကျမကြီးပြင်ဘက်ကနေလှုပ် မှန်ပါ ပုတ်ကုန်တာဝတ်မှမဟုတ်ဖဲ မှန်ပါ တပည့်ကြ ကျ ကျောက်တွေဘာဖြစ်ကုန် ဟုတ်ပါ ဘာဖြစ်လို့ဝေးရမယ်အလုပ်ကို မိုးလို့ ခဏခဏဝေးလိုက်ခဏခဏဝေးလိုက်ဒီလိုသွားမှာကို မှန်ပါ ဒါဖြင့်ဒီကျဲကိုကျမကြီးကဒီလိုသာသူ့စိတ်ကူးနဲ့ဖြင့်သူဥထားတဲ့ကျဲဥလေးတွေကဘယ်နည်းမှဥကွန်တုံးကကြက်ကောင်လေးဖြစ်လာဖို့အရေးကအတော်ဝေးပါတယ် ဝေးပါ ဆိုရပါလား ဆွဲပါ ဒါဖြင့်ဘေးကနေပြီးမေတ္တာသဘောနဲ့လှုပ်လို့ဆူတောင်းသဘောနဲ့လှုပ်ခဲ့တော့ဘာဝေတ္တပကိစ္စပွားမယ်ကိစ္စပွားမှရမှဖြစ်လေဆိုကြောင့်ဥပါဒေမရဘူးတဲ့ မှန်ပါ ဘုရားကိုပယ်ချလိုက် မှန်ပါ သေချာကြပါလားကဲကျမကြီးဟာကွာတဲ့ပြင်မဲ့အစာလေးရှားစားလိုက်ဒီကျက်ဦးလေး10လုံးလောက်ပေါ်မှာအတောင်လေးဖြန့်အောင်လိုက်ကွာတယ်ပြင်မဲ့ကလေးမွအောင် မှန်ပါ ပြီးတော့မှရင်ဘက်ကအပူလေးပေးကွာပူလေးပေးလိုက်တော့တရားဓမ္မတဲ့လေးမွန်တော့လည်းမပုတ်ဘူးပေါ့ဗျာ မှန်ပါ အပူလေးပေးလိုက်တော့အတွင်ကျက်ဦးထဲမှာရှိတဲ့အရေလေးတွေကခန်းသွား မှန်ပါ တပည့်ကြ ကျပါ ပြီးတော့ကျက်တွေအနံ့ပေးမှလည်းကျက်ကောင်လေးရဖြစ်တယ်အမေးအနံ့တိုင်းဟိုမှာအထက်အကောင်ကလည်းဖြစ်ရတာ မှန်ပါ ဒါကြောင့်မျိုးလူဇတ်တူသွားဖြစ်တယ်ဒီအနံ့မပေးလို့ရှိရင်တစ်မျိုးဖြစ်ခြင်းဖြစ်တယ်တပည့်ကြဒါပြင်ကျမကြီးဒီသူ့အလုပ်က3အလုပ်ရှိတယ်အတောင်ဖြန့်ဝတ်တဲ့အလုပ်ဟာလည်းသူ့တောင်းကျက်တွေရင်ဝါကရင်ဘက်ကအပူလေးကျုပ်ပေါ်ပေးတာရောအနံ့ပေးတာရောအဲ့ဒီ3လုပ်တာလုပ်လို့ရှိရင်ပေါက်ပါစေသတည်းအေခမ်းပါစေသတည်းအတောင်လက်ကလေးတွေစုံပါစေသတည်းဥက္ကွန်ပါပါစေသတည်းဆိုတာဆူတောင်းရသလားတဲ့လုံမြဲတိုင်းလှုပ်သွားတယ်နဲ့အောင်မြင်သွားတာလား လူမြဲတယ်လို့ပြောတာပါ ကျက်တွေဝတရားတိုင်းလှုပ်သွားတာနဲ့အောင်မြင်သွားတာ မှန်ပါ သဘောကျ ကျပါ ဒီမှာလည်းဓမ္မတို့တဲ့ကျက်မကြီးဒီလိုလှုပ်သွားတဲ့အခါကျတော့ကိုပြင်မက်ကအတောင်လေးနဲ့ဖြန့်ပြီးအုံလိုက်တဲ့အတွက်ကျက်ဥလေး10လုံးဟာလည်းပြင်မက်လေစိမ့်မရရတဲ့အတွက်ပုတ်ချင်းကြီးခြင်းမရှိဘူး မှန်ပါ ဒါလည်းထမြောက်သွားတယ် မှန်ပါ ကျက်တွေအပူရပေးလိုက်တဲ့ဖြင့်ကျက်ဥထဲမှာရှိတဲ့အရေးတွေခန်းချောက်ဘူးသဘောကျ ကျပါ ကျက်တွေအနံ့ကိုပေးလိုက်တဲ့ဖြင့်အတွင်းကျက်ကောင်လေးမှာကျက်ကောင်လေးလည်းဖြစ်လာပြီးတော့ခြေသေးလက်သေးလေးတွေအကုန်မာရင်လာ မှန်ပါ ဒီထဲမှာကျက်ကောင်လေးတွေကဘယ်လိုဖြစ်လာတော့ဆိုတော့ငါတို့ဥထဲနေရတယ်ကြာလာပြီကောင်းလေးနဲ့ကိုယ်နေရခြေသေးလေးတွေကလည်းကိုယ်နေရတယ်ပြင်မကလင်းမြင်ရတော့သူတို့ကသူတို့လဲလေးဆန်းလိုက်သူတို့ကသူတို့ခြေတော်ကလေးတွေကန်လိုက်တယ်ကျက်ဥလေးကဗျမ်းနဲ့ကွဲတော့အဲ့ဒီမှာကလန်ကလန်နဲ့ထွက်လာကြတာပဲရိပ်မိဗလားဒါသူ့လှုပ်လို့ဆိုတာသေချာဗလားဆူတောင်းနေတော့ကျက်မကြီးကပုတ်ကုန် မှန်ပါ သုံးလို့လှုပ်လိုက်တော့ဘယ်နဲ့တော့ ပေါက်တယ် ခင်ဗျားတို့ကလည်းဖြစ်ပြတစ်လုံးနဲ့လှုပ်လိုက်တယ်ဥစ္စာအနိစ္စဒုက္ခအနတ္တသုံးခုပြီးတယ်သဘောကျ ကျပါ ဖြစ်ပြလှုပ်လိုက်တဲ့အတွက် မေတ္တာကလည်းသုံးခု ဖြစ်ပြဆိုတာအနိစ္စကိုလည်းဖြစ်ပြပဲဒုက္ခကလည်း ဖြစ်ဖြစ် အနတ္တဆိုတာ ဖြစ်ဖြစ် အနိစ္စဒုက္ခအနတ္တသုံးလုံးလှုပ်တယ်နဲ့ကျမကြီးသူ့ဝတရားသုံးခုရွတ်ဆောင်တယ်နဲ့တူတကွ မှန်ပါ ခொနကမဲ့ကညာလေးဟာတရားဓမ္မတို့ကိလေသာအစေးတွေလျှောက်တာလေတဲ့ပွားလို့ မှန်ပါပါ ဘုကမောပါတဲ့ ဒီကနေ့ချက်တာပေါ်တော့ ကျမကြီးဝတ်လို့ပေါ့ဗျာ မှန်ပါဗျာ ညာလေးတွေထက်လာတာလည်းဘယ်နဲ့ကြောင့်ပါလိမ့်မလို့ ဟောတော့ ဒါပြင်ကျမကြီးဝတ်လို့ပဲ မှန်ပါဗျာ သဘောကျလား ကျပါ ပြမက်ကလင်းတွေပေါ်လာတာလည်းဘာကြောင့်ပါလဲ ဟောတော့ ဒီမှာလည်းနိဗ္ဗာန်ကြီးဆိုလင်းတဲ့ပေါ်လာတယ်လည်းဘာဖြစ်လို့ ဟောတော့ ကျွတ်တော့လောက်ကပွားဖို့ပဲ မှန်ပါ ဘာပါလဲဓမ္မတို့ ဟောတော့ ပွားဖို့လောကဖြစ်ပြလာတိုင်းပွားဖြစ်ပြလာတိုင်းပွားကျွတ်တော့လောက်ပါလို့ပါလေ ဟောတော့ ဖြစ်ပြကြလည်းမရှိတဲ့ချင်းရှိသေးရလား မရှိပါဘူးမရှိတော့ဘယ်ကစိတ်ကလေးဖြစ်ပြလာလဲဖြစ်ပြီးပြက်ပြီးလို့ပွားနေပါ မှန်ပါ ဝေဒနာလေးဖြစ်ပြလာပြန် ဖြစ်ပါဗျာ ဖြစ်ပြီးပြက်သွားပြီလို့ပွားနေရင်ပဲပွားနေရင်မှတည်းနဲ့ကျမကြီးဝတ်နေတာနဲ့ပဲကျက်ဥလေးတွေမပုတ်တာလဲကျမကြီးဝတ်နေမှုအတောင်ကာမှုကြောင့် မှန်ပါ ကျက်ဥအေးတွေခန်းချောက်သွားတာလဲ မှန်ပါ ကျမကြီးဝတ်မှုကြောင့်ပဲကျဲအတွင်းကျက်ကလေးတွေခြေသက်လက်တွေရင့်လာတာကော ကျပါကြီးဟောပါဗျာ ဒီမှာလဲကျွတ်တို့ဒီကိလေသာရေခမ်းမှုဟာလဲ
ကျွတ်တော့ပွားတဘောကြညံထဲမှုကလည်းပွားမှုပါပဲပြမကလင်းတွေကိုမြင်ရတာလေဟောဝိဇ္ဇာတွေကပါသွားတာကိုဗျာကံပြီးထွက်နိုင်တာလေပြင်ပတိဥသောနိဗ္ဗာန်ရောက်အောင်သွားနိုင်တာလေကျွတ်တော့အလုတ်ကပွားမှုပဲဘယ်ဓမ္မတွေဘယ်လိုမှတ်ပါပွားမှုအိုးဒါဖြင့်ပွားမှုအလုတ်ကိုကျွတ်တော့ကဘုရားရှိသွားပြီးပေးတော်မူပါဘုရားလို့တရုံးစားတာနဲ့မသွားပါနဲ့မရဘူးရပါမရပါဘူးနောက်ကဒီကံဖြုံးတော့လို့ဆရာဘုန်းကြီးကဘယ်လိုသင်ပါလဲနိဗ္ဗာန်ရောက်ပါလိမ့်ဖြတ်နိဗ္ဗာန်ကြီးပေးသနာတော်မူပါဟာငါမပေးနိုင်လို့ရာဟုလားထားမခေါ်နိုင်လို့ရာဟုလားကျင့်ဖို့တုတ်ကိုသေချာဟောရတယ်ဟာကိုယ်တော်ကြီးရှင်ပြောလိုက်မယ်သဘောကျတိုင်းခင်ဗျားတို့တောင်းကပါလိမ့်ဘုရုဘောပွားရအောင်နော်ခန္ဓာပြည့်ပွားခန္ဓာပြည့်ပွားလိုက်လို့ရှင်မြတ်သမုဒိယသစ္စာလည်းပါပြောက်မယ်ခန္ဓာကြီးကလည်းဒုက္ခသစ္စာဆိုတာကြီးကိုအဖြစ်သို့ရောက်လာမယ်သဘောကျပါလားဘောပါများလို့ညာကောထက်ပါများတာနဲ့တရားဓမ္မတို့ကိလေသာမှောင်တုတွေကိုရှင်းလင်းပြီးဒီကလာနိဗ္ဗာန်ကြီးမြင်မွေ့ရကောရပါဘူးပွားလို့ပဲဒါရင်ပွားတဲ့ကိစ္စတွေတရားဓမ္မတို့သူ့ဟာသူဉာဏ်ထဲမှုလဲပွားလို့သမုဒိယပယ်မှုလဲပွားလို့ဒုက္ခပန်းရှားမှုလဲပွားလို့နိဗ္ဗာန်ကြီးမြင်မှုလဲပွားလို့ဒါဖြင့်ကျွတ်တို့လုတ်ပါတာဝန်ရှိပွားလို့ကျမကြီးတို့ပြင်မကအောင်လို့တော့ဖြင့်မရဘူးကျက်လို့သုံးလို့လုံးလိုက်လို့ရှိရင်ရပွားမှုလို့သာလုံးလိုက်ရင်ရပါဒါဖြင့်ကျွတ်တို့ကရမယ်လို့သာမူသေးလိုက်ပါတော့ဟုတ်လားတောင်းခံတဲ့အလုပ်ဟုတ်လားအမှန်အောက်ကျနောက်ကျရှိတဲ့အလုပ်ကိုဖြုတ်ဆန်းပါခင်ဗျားတို့ရှင်းမလားကဲယနေ့ဒီရင်တော်ကြစေ